စေတနေ့ရာစီတို့ဝေးခွာနေချိန်ဆောင်ရဲ့ညရီရှိကိုချစ်ရင်အမြဲတမ်းပြုံးပြုံးနိုင်ပါစေကဘာနာချစ်စရာတွေများနေကိုချစ်ခြင်းဟာမင်းချိုးတဲ့ခင်စားလုံးလောက်ဖို့ကြိုးစားနေနေ့တစ်ခုရဲ့စာကောင်းဆုံးလောက် January မင်းရောက်ရှိခဲ့လို့ရင်းနှီးခဲ့ဒီနွေရာသီမဲရနေဟိုရင်နေရမြမှာတို့ဟာတငယ်ချင်းလေးရိုင်းတွေကလာတရားကိုရှာဖွေရင်မင်းနဲ့တို့ချစ်သူတွေဖြစ်ခဲ့ပြီသူသိချင်းတကားချမ်းများကိုလက်ခဲ့ပြီကိုစီတန်ရာတွေပြန်လည်သိရှိလို့ရှောင်းလို့လူတွေနဲ့လက်တွေလို့ရှောင်းလန်းနေကြမတည်မြဲခြင်းတရားကိုချစ်ခြင်းမှာမင်းတွေကခါတန်တရားတို့ဝင်နိုင်တဲ့ပြောင်းလဲခြင်းဟာထုံးစံဆိုပေမဲ့ပြောစရာစကားတချို့တော့ရှိတယ်ကိုဟာဘဝကိုမြင်တွေ့ဘူးပြီးကိုဟာမင်းကိုလို့အမီကဘာမြေပူပြင်းလာခြင်းရေအိုင်ငယ်လေးဟာခြင်းမင်းအကိုရဲ့အိမ်နောက်ဆိုသမီးလေးဟာတို့ညောင်ရဲ့